သူလက်ထပ်လိုက်ပြီလို့သတင်းကြတယ်ဒီလိုစာကြောင်းမျိုးဆိုရင်ဘယ်လို English pattern တွေကိုသုံးပေးရမလဲဆိုတော့ဒီနေ့ pattern လေးကကြာတော့ I've harder ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်မြန်မာလိုဆိုရင်တော့သတင်းကြတယ်သတင်းရတယ်ဆိုပြီးတော့သုံးချင်တဲ့အခါမျိုးတွေမှာပြောလို့ရပါတယ်ပို့ပြီးတော့နားလည်သွားအောင်လို့ example နဲ့တူကြည့်လိုက်ကြအောင်နော် I've heard that you are looking for a new job မင်းလုပ်တဲ့ဆိုင်တယ်လို့ငါသတင်းကြတယ် I've heard that you are looking for a new job I've heard that she is getting married သူလက်ထပ်လိုက်ပြီလို့ငါသတင်းကြတယ် I've heard that she is getting married I've heard that you are happy with someone else now မင်းကိုတစ်စုံတစ်ယောက်နဲ့ပြောနေပြီလို့ငါသတင်းကြတယ် I've heard that you are happy with someone else now I've heard that the exam will be very difficult ဆမွေးကတော်တော်ခက်မယ်လို့သတင်းကြတယ် I've heard that the exam will be very difficult I've heard that you have a girlfriend မင်းမကောင်မလေးရှိနေပြီလို့သတင်းကြတယ် I've heard that you have a girlfriend ဆိုတော့ဒီ pattern ကိုသုံးပြီးတော့ easy ပါတဲ့ကြောင်းလောက် comment မှာရေးခဲ့ပေးဦးနော်ဒီလို10 minute တည်းနဲ့ကြိုးရှိတဲ့ English စာဗီဒီယိုတွေကိုလေ့လာချင်တဲ့ဆိုရင်ငဲ့ဒီ account လေးကို like and follow လုပ်ပေးကြပါဦးနော်ဒါဆို see you bye bye